ဤတို့ဒီခါတော့လဲဝေးမျိုးရဲ့အထင်ကရဖြစ်တဲ့ဖောင်တော်ကျမဖျားနဲ့ရန်အောင်မြေရွှေလက်လစီဒီကိုတွားဖို့ကြမှာပါနေပြီးတော့ကန့်ကောင်အဝိုင်းမှာလဲဝေးပတ်တို့ရာစတငယ်ဟလမ်းအတိုင်းလာပြီးလဲဝေးလမ်းခွဲရောက်တွင်ညာရှိုးပြီးလဲဝေးစေးမိပိုင်တွင်လည်းအတက်မောင်းဝင်ခဲ့ရမှာဖြစ်ပါတယ်။ဖောင်တော်ကျမလမ်းဆုံးရောက်မှညာဘက်ရှိုးဝင်ခဲ့ရမှာပါ။သူမင်းကပောက်ကံပြည်ကိုစိုးစံတော်မူစဉ်ဖောင်တော်ရတနာရွှေစက်ကြတို့ဖြင့်တိုင်းမြန်လက်လက်တော်မူရာဖောင်တော်ရတနာလက်တန့်ရာဌာနဗဟိုကျမ်းမတွင်စီရီတော်မြတ်တည်ထားတာကြောင့်ဖောင်တော်ကျမ်းမစီရီဟုအမည်တွင်ခဲ့ပါတယ်ကြီးရဲ့မူလထိတင်ပွဲမှာစတင်ကျင်းပခဲ့တာကြောင့်ကစုံညောင်ရင်သွင်းပွဲကိုလည်းနှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကြပါတယ်။အခုအထက်မြန်မာပြည်ဖျားပွဲတော်များတွင်ဖောင်တော်ကျမဖျားပွဲမှာရက်အကြာဆုံးဖြစ်ပြီး22ရက်ကြာမြင့်ခဲ့ကြပါတယ်။နိုင်ငံကျော်ဇက်တပင်အဖွဲ့အသီးသီးကနှစ်စဉ်လာရောက်ဖျော်ဖြေကြသဖြင့်ဖျားပွဲဧည့်သည်တွေနဲ့အရန်စီကားခဲ့ကြပါတယ်။
ဖောင်တော်ကျမကနေလာလန်းအတိုင်းပြန်ထွက်ပြီးရာဆတင်ငဟန်လမ်းဆုံးရောက်ရင်ရန်အောင်မြေရွှေလက်လစီတီကိုဖူးတွေ့ရမှာပါအာတော့ကမင်းကြီးရဲ့8400သောဇေဒီပထိုးများအနက်မှတစုလည်းဖြစ်ပါတယ်တမတ်တရမင်းက AD80 ခွန်စစ်ပွဲအတွင်းရန်သူလှန်လက်ချက်ကြောင့်လက်မောင်းထိခိုက်ခဲ့လို့ထိုဇေဒီနဲ့ဝတ်ပြုပူဇော်ပြီးအတိတ်ကံပြုခဲ့တာအကြောင်းရန်သူကိုလည်းတိုက်ခတ်အောင်မြင်တဲ့အပြင်ဒီလက်မောင်းတန်ရလည်းအကောင်းပကတိပြဖြစ်သွားလို့ရွှေလက်လဖျားလို့ခေါ်တွင်ခဲ့ပါတယ်ပကံခေအလောင်းစီသူမင်းနရပတိစီသူမင်းတောင်ငူခေမင်းကြီးညိုစတဲ့ခေအဆက်ဆက်ကဘင်းများမုံမှန်ပြီးစီးကက်ခဲ့ကြတဲ့ရှေးဟောင်းသမိုင်းဝင်ဖျားတစုလည်းဖြစ်ပါတယ်1985ခုနှစ်တွင်ဘော်ဒီကုံဆရာတော်မှထီတော်အသစ်တင်လှူဒန်းခဲ့ကြပါတယ်ဒီလက်ဝဲခေးစမှာရှေးဟောင်းသမိုင်းဝင်စေဒီဖျားများကိုဤနဲ့အတူဖူးမြောက်ခင်ရလို့စိတ်ကျဉ်နှံမှုရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဤရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လည်းလုပ်ပေးသွားပါအောင်ရှင်